ဘာဖြစ်နေလဲဘာဖြစ်လဲဘာလို့ဖြစ်နေလဲဟုတ်ပါရဲ့ကစားနေမလားကစားနေမလားဘာလို့ကစားရမှမသိလားမင်းရလဲကွာတောက်ခေါ်မယ်တောက်ခေါ်မယ် ပြန်လာမှာဘာကြီးပြန်လာမှာလားဟယ်လိုမနက်တော့ပြီလေလာမမေတို့လာမှာအပြင်သွားမယ်အပြင်သွားမယ်လီတို့ရင်သွားမယ်လီတို့ရင်ဘာပဲမေကားမမောင်းတတ်ဘူးဒါရဲ့ဘာကနမလေးကူရတယ်ခဏလေးပဲဆော့တယ်ဘာဖုန်းနဲ့ထွက်လာလို့ရသေးတယ် ဖုန်းနဲ့ကနေဆွဲခေါ်နေလာမျက်နှာတပြီးတော့တို့တွေကလိတ်ဆန်ရင်သွားကြမယ်ငါငါကြည့်လာခဲ့တယ်ငါလေး ကလိတ်ဆန်ရင်သွားကြမယ်ဘာပဲလားဘိုးဘိုးရဖုံးဆက်ပေးမယ်လေနော်တတာလို့လားပပစိတ်မကောင်းဖြစ်နေအောင်မယ်ဒါရဲ့ကာမောင်မိသားခေါ်ကြမယ်ရေချိုးပြီးမေတို့အပြင်ကိုဆာဖာရီဝင်သွားမယ်ကလိတ်ဆန်ဝင်ရတယ်ဦးနိုင်တို့ပူကြီးတို့စီသွားမယ်ကလိတ်ဆန်ဝင်ရပပရဲ့2မျိုးလုံးမရဘူးလေသားကလည်းတတလို့လိုက်တော့ပပလို့လိုက်တော့ကလေးစာဝီးရပပကိုခေါ်သွားပဲတဲ့ဟုတ်ပြီမင်းကလည်းပြန်လာမှလေဟုတ်ပြီဘလို့ဖြစ်ငိုနေဟုတ်ပြီကိုကြီးကစားပြပုံစံကြီးချင်တာကျောင်းပြန်ကြဘူးဘုံပေါ်ရမှာဘူးဒီနေ့ကျောင်းတယ်ဘာကျောင်းသားတက်တာလေဘာကျောင်းသားတက်တာတဲ့ဘူးလည်းကျောင်းတက်မှာလို့ဖုန်းချလိုက်တော့ဖေမေသားကိုဘာကဝယ်ကျွေးမယ်နော်ဖုန်းကြဝယ်ဖုန်းမေကုန်ဝိုင်းခေါ်ပါမယ်အေးတောင်းရင်တောင်းမယ်ဘာကျွန်းနဲ့တောင်းမယ်လေးတို့လေနော်အေးဘာကျွန်းတော့